Hello ဟုတ်မင်္ဂလာပါရှင်ကျမဒီနေ့ကျမတို့ရဲ့ education ရဲ့ပေါ့နော် Windows YC program လေးနဲ့ဒီ visa ရသွားရတယ်ကိုနိုင်ထွေးဦးရဲ့ခံစားချက်လေးကိုမေးချင်လို့ပါအခုပြောပြပါအောင်ရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်နိုင်ထွေးပါလက်ရှိ education နဲ့ Pro program Windows YCD ကိုapply လုပ်ထားပါတယ်ပြီးတော့အခုဒီညထဲမှာပဲ visa approve ရပါထုတ်ထားပါပြီvisa ကတော့ပြောတာပေါ့နော်ရပါတယ်ပါတယ်ဒါပေမဲ့ဒါထဲမှာတော့အခက်အခဲနဲ့ဒီ visa စောင့်ရတာကြာချိန်နေရှေ့ဆိုပေမဲ့လို့ပမီသားစုလုံးတစ်ခါလေးပြည့်တဲ့ကြောင်းပို့ပြီးတော့အဆင်ပြေတဲ့ကြောင်းပို့တာဟုတ်ကဲ့အခုတော့ education ရဲ့ service လေးကိုရောအခုစိတ်ကျင်နဲ့လာမသိဘူးရှင့်ဟုတ်သိချင်တဲ့ပါပြောဟိုဒုက္ခပေးရတယ်ရခိုင်ဘူးဝေကိုပဲလမ်းမေးရတယ်ပေါ့နော်တားတယ်ကောင်းလမ်းမေးရတယ်ပြီးတော့ကျွန်တော်လည်းဒီ IC ဒီ program ကိုစရှော့ဖို့တော့ကိုလည်းဒီ master မှာရှိတဲ့ဒီ education ရဲ့ပွဲမှာဝင်ရောက် join ပြီးတော့မှဒီ program ကိုကြည့်ခဲ့ပါတယ်ဒီ program ကိုပဲဒီအခက်အခဲတွေကြားပဲရှော့ပြီးတော့မှလိုအပ်တဲ့အခက်အခဲလိုအပ်တဲ့အကူအညီကိုပို့ရနေတစ်စင်ပဲအများဆုံးအဖြစ်အကူအညီတောင်းပြီးတော့မှပဲဖြည့်ရှင်းခဲ့ရတယ်ပေါ့နော်ဒီလိုကြောင့်မလို့မခိုင်ဘူးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်အခုလိုမျိုးအကိုရောတမိသားစုလုံးပေါ့နော်ဗီဇာရသွားတယ် complaint ရဝတ်တာတယ်ပြီးတဲ့ခါကျတော့အခုလိုမျိုး education ရဲ့ program လေးနဲ့ရေလုံးကြီးကြီးနဲ့ဆက်ပြီးသွားပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျေးဇူး